ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြမယ့်တဲ့ရောက်တော့เนาะထိုင်တဲ့မှာတည်ထားတယ်ကျွန်တော်တို့စကနေ့နဲ့ထိုင်မြသူတမီသူကိုဒီသက်လမ်းဖြောက်ပြီးတော့ကျွန်တော်ခီးစာအိမ်နဲ့ထည့်ပြီးတော့လက်ထားလမ်းဖြောက်မှာပြည့်ထားတဲ့တဲ့ပြောပြတာပေါ့เนาะဒီဩစတြေးလျနိုင်ငံသားသူနေတဲ့ကိုတိုတိုက်ခိုက်ခေါ်သွားပြီးတော့အဲ့ဒီထိုင်မြသူမျိုးတွေကတက်ဖြတ်ပြီးတော့အဲ့ဒီခီးစာအိမ်နဲ့ထည့်ပြီးတော့သူလက်ဖက်လာတာပေါ့เนาะအဲ့လို CDB ထဲမှာအဲ့လိုသူ့ကိုမိနေပေါ့เนาะခုလက်ရှိသူ့ကိုလိုက်ဆောင်နေပေါ့เนาะအဲ့ဒါထိုင်ရဲရအဲ့ဒီပက်တရမျိုးပါပေါ့เนาะအဲ့ဒီတဲ့ကျွန်တော်ပြပြမှာเนาะဗီဒီယိုလေးကျွန်တော်တည်ပေးထားပါပေါ့เนาะ